မီးအန်ရဲ့တခိုးအန်ရဲ့အပြင်တဘာဝဘေးအန်ရဲ့ညာဖြစ်တဲ့ငလင်းအန်ရဲ့ကိုပါမသိသေးဘူးဆိုရင်အခုဗီဒီယိုလေးကိုစောင့်အောင်ကြည့်သွားပေးပါနော်သိပြီလားသူတို့ရဲ့မိုးရည်အကျိုးအထူး promotion ကြီးမှာဘယ်လိုမျိုးဒီကက်တာတွေကိုဘယ်လိုမျိုး short သေးတွေနဲ့ရောင်းချပေးသွားမှာလဲမသိသေးဘူးဆိုရင်အခုဗီဒီယိုလေးကိုစောင့်အောင်ကြည့်သွားပေးပါနော်ဟုတ်ပါတယ်ဦးထွန်းရဲ့မိုးရည်အကျိုးအထူး promotion ကြီးမှာရောင်းချပေးသွားမယ်မိကက်တာအမျိုးအစားကအိမ်ဇဲလန်မိကတာအမျိုးအစားပဲဖြစ်ပါတယ်ရှင်အိမ်ဇဲလန်မိကတာဟာဆိုရင်ပေါ့နော်မီးအန်ရဲ့တခိုးအန်ရဲ့အပြင်တဘာဝဘေးအန်ရဲ့ညာဖြစ်တဲ့ငလင်းအန်ရဲ့ကိုပါကာကွယ်နိုင်ခဲ့ပြီး International Certificate လက်မှတ်ရရှိထားတဲ့မိကတာအမျိုးအစားပဲဖြစ်ပါတယ်ရှင် Oh my god! Wow! ဘယ်လိုမျိုးအထူးလျှော့သေးတွေနဲ့ရောင်းချပေးသွားမှာလဲမိကတတာတွေကိုပေါ့နော်မော်ဒယ်အလိုက်3သိန်းကနေပြီးတော့10သိန်းကျော်အထိအထူးလျှော့သေးတွေနဲ့ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုးအထူးလျှော့သေးရာဆိုရင်ပေါ့နော်နောက်တစ်ခါလုံးဝပြင်မရနိုင်တော့တဲ့အထူးလျှော့သေးဖြစ်တဲ့အတွက်လုံးဝလွတ်မခံတဲ့အထူးအခွင့်အရေးကြီးနော်promotion နဲ့ပတ်သက်ပြီးသိချင်တာပဲဖြစ်ဖြစ်မိခဲ့တာနဲ့ပတ်သက်ပြီးသိချင်တာပဲဖြစ်ဖြစ်အသေးစိတ်သိရှိလိုပါကညီမတို့ရဲ့ Telegram Viber ဖုန်းနံပါတ်များဖြစ်တဲ့3995158586နဲ့3995158586ကိုလည်းရုံးချိန်အသေးဆက်သွယ်မြင်နိုင်ကြလို့အမှတ်448တိမ်ထူလမ်းမကြီးဘုံမရောင်လမ်းနဲ့မြမကိုရင်လမ်းကြားမင်္ဂလာတောင်မြို့နဲ့ရန်ကုန်မြို့ကိုလည်းကိုယ်တိုင်ကိုကြလာရောက်လေ့လာကြည့်ရှုနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်